တော့မှကျွန်တော်တို့အိမ်ပြန်ခရီးစတင်ပါပြီသွားလိုက်ပါဦးမယ်နောက်ဆက်ခဲ့ပါကမုံခခန်းကျွန်တော်တို့အချိန်ရတော့9 နာရီ16ကရီယိုလမ်းခွဲရောက်ပါလမ်းဆန်တက်ကြွနေပါတယ်ဥပ္ပင်ဆောင်မှာကိုဆိုင်လေးရတော့ရေတောက်မောနေပြီဟိုးမှာဥပ္ပင်ဆောင်ရှေ့ဆက်ပြီးတော့နင်းအောင်ကခရီးပေါ့ဗျာကြိုက်ရုပ်ပြန်အမှတ်တရဈေးတန်းလေးကျွန်တော်တို့ကတော့ကိုယ့်အထုပ်ကိုယ်သိရတာတဲ့နဲ့ဘာမှမဝယ်နိုင်တော့ပါဘူးကျွန်တော်တို့ကဥပ္ပလင်ဆံပြကြေးပါခိတ်ကအမေးလက်ရပင်လယ်သာအဲမှာခဏဝင်နာနေနောက်က2ယောက်ကတော့ဘိန်းပေါက်နေတယ်လို့ဖုန်းဆက်ပါတယ်ပြန်လာအောင်မယ်စတောင်းတရာကြီးဖုန်းဆက်ပါတယ်တန်ရှိသွဲနေကြဘိန်းပေါက်နေ2 ခါရှိกว่าလမ်းကမတွေ့တော့လမ်းကအများကြီးလာအောင်မှာပါလာအောင်မလားစောင့်ပေးမယ်ကျွန်တော်ဦးလင်းခံပင်ကတော့2 ခါရှိပြီပေါက်သွားပြီကားတင်ပေးလိုက်ပါပြီကိုကျွန်တော်ဖောက်နေတယ်မှရှင်းနေတယ်ကိုကျွန်တော်ဖောက်နေလို့ဟိုဆောင်အားကြောင့်သွားလိုက်တော့နော်ရလားဟုတ်ကဲ့တတာ
ကျွန်တော်ကတော့ခရီးသက်လိုက်ပါဦးမယ်ဗျာအရှိမလည်းအကိုတွေကသွားနေပြီဆိုတော့အမိလိုက်ပါဦးမယ်ဆက်ပြီးနေလိုက်ပါဦးမယ်ခင်ဗျာမောဝါဗျာနေလဲပူပဲဆရာကြီးကောင်းတာနဲ့ပဲခဏဝင်နာလိုက်မျက်စိပါအေးကြည့်ပါစိတ်နေရလဲဒီလမ်းရဲ့အသက်ပဲဗျာဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့သင်္ကေတပေါ့နော်ဒီလမ်းယူဖြတ်ဒီကိုင်းပင်နေတမျိုးပေါ့ဗျာခံစားရတာအခုနှစ်ယောက်ကတော့ဘောမှာစောင့်နေတယ်တဲ့သမင်းစားဖို့အဲတော့နင်းလိုက်ပါဦးမယ်นี่เลยก็ซาวนี่เลยก็ซาပြီးတော့ตีเสร็จထွက်နေပါပြီဆိုရင်တော့ကျွန်တော်ဖျားကြီးလမ်းဆောင်ရောက်ပါပြီဒီတော့တော်တော်ပူပါတယ်ဒါပေမဲ့နင်းရပါဦးမယ်ကျွန်တော်ကတော့ဖယ်ချိုးမှဖြစ်ပါတယ်ခဏနားလိုက်အောင်ကိုရိုင်းနဲ့လာတွေ့ဘိုးယုံကြီးကပြန်လာတာတဲ့အခုဆိုရင်ကျွန်တော်တို့ကဘိုးမျိုးတွေကိုရောက်ရှိနေပါပြီอยู่ได้ရောက်မှအရေးလေးလေးနည်းနည်းပါးပါးတွေ့ရကိုမျိုးသင်္ကေတနောက်ကဒီလေးလေးပါလာကိုယ်စိတ်မှန်အောင်ခုံတက်နေပါတယ်
ကိုကနေပြီးတော့ခဏနားပြီးတော့ပြန်ထွက်လာပါပြီရန်ကုန်ဥတီပြီးတော့9:34ရှိနေပါပြီနံပါတ်ချတော့တော်တော်ကြာပါ35ကနေ27.5တော်တော်တတ်တာပါကျွန်တော်ပြင်အချိန်က9နာရီမိနစ်40ရှိသွားပါပြီ။ထောက်ကျန်လမ်းဆုံးကိုရောက်နေပါပြီ။အဲဒါကျွန်တော်တို့ရဲ့2ညရဲ့3ရက်ကြိုက်ထီယိုစပိန်နဲ့အသွားပြန်ခရီးစဉ်လေးကတော့မကြခင်အမြင်သွားပြီးဆုံးတော့မှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်ဒီနေ့ကပဲနှုတ်ဆက်လိုက်ချင်ပါတယ်။အတူသွားတဲ့အကိုတွေရောအားလုံးကိုကျေးဇူးတင်ပါတယ်အဆအအရာအားလုံးအတွက်ကြည့်ရှုပေးသူတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျမ်းမာလမ်းဖြာကြပါစေနော်နှုတ်ဆက်ပါတယ်နော်နောက်ပြည်စည်းတွေမှာထပ်တွေ့မယ်နော်